တကူပေါင်းဆန်းလိုက်တဲ့အာထီရနာနေပြေပြီးမင်းတော့ထွက်သွားတဲ့အချိန်ခါတော့ငါစပြီးတော့ခုချိန်နေပါဆိုရင်6နှစ်ကြောကြလို့ဖျားဖြစ်ပြီလို့တရင်စကားကြားရသာဖျားဖူးကျင်လွန်းလို့အမတ်တယောက်ဘိုးကြီး1000အမတ်တယောက်ဘိုးကြီး1000နဲ့အမတ်9ယောက်ဘိုးကြီး9000သာဆုံးသွားသာဖျားမဖူးမြော်ရတော့တုတ်တော်တနာမင်းကြီးကိုယ်တိုင်ကာလူဓာကြီးအမတ်ကိုခေါ်ပြီးအမောင်းကာလူရဲ့မင်းကတော့ငါသားဖယားနဲ့ငယ်စဉ်တောင်ကြီးကလေးဘွားတွေကအတူနေတူသွားအတူလာတူစားဖြစ်တဲ့အတွက်ပြောရဲဆိုရဲတဲ့တတ်တီကလည်းရှိပါပေတယ်ပြောတဲ့ဆိုတဲ့အတွက်အမောင်းကာလူငါသားဖယားပင့်လျောက်ပေးပါလို့ခိုင်းစီချက်အရာကာလူဓာကြီးအမတ်နဲ့တကွာဘိုးကြီး1000တို့ဖယားပင့်မို့ထွက်ခွာကြပြန်ပါပြီသာလူကြီးကပြရမှာပြီရာဇဂုတိပါဒတာပဲဝိဟာရယေဝိဟာရယေဝေလူဖယားရှင်ကိုရောမြတ်ကလည်းပဲရာဇဂုတိဝေလူဝေါကြောင့်မှာကရင်သုံးစံပယ်နေတော်မူကဲကာလူဓာကြီးမတ်နေတော့ဘိုးကြီး1000တို့ဖယားရှင်ရဲ့အပါမှာလက်အုပ်ချီမိုးရှိခိုးကြောပြီးယဟန်များပြုတ်လောက်ကြလို့ကာလူဓာကြီးမထေမြတ်ကယဟန်တရားပွားများအားထုတ်လိုက်တာယဟန်တာဘဝရောက်ရှိလို့သွားပါရောဒီချိန်ခါကြတော့မှကာလူဓာကြီးမထေမြတ်ကနေပြီးဖယားရှင်ကိုလျှောက်ထားတော်မူလိုက်တာကတော့ကာလူရမဟာမယေကစာပြုထားတာထပ်ပါလို့ဘဂဝါမြတ်လျောက်ထေမောမလာပါရှင်ဘုရားဆောင်းကုန်းတွေကူဖြစ်လို့လေရသည်ဥရုကမပူလို့မချမ်းလို့နဲ့ရသည်ဥရုပါဘုရားတောင်သူတွေကောက်ပေးပြီးနိုင်ရိတ်သိမ့်ပြီးတဲ့အချိန်မို့လမ်းပန်းကလည်းပဲချောမုတ်တဲ့ခါရသည်ပါဘုရားတိပိပန်းမင်းများကလည်းပဲရွယ်ဟောင်းတွေရွယ်တီလောင်းနဲ့ခါသမယမို့စိတ်လုံးဆိုပြတဲ့ချိန်ခါမှာပြကပ်ပြီလားဘွေကျမန်းကစမ်းစားဆောင်စားတော်မူသောသုတ်တော်ဒနာမင်းကြီးနှင့်တကွဆွေတော်8000မျိုးတော်ပေါင်းတို့ဤဖူးမြောခရံချိန်ကြရောက်ပါပြီဖယားလို့ကာလူဓာကြီးမထေမြတ်ကခါထား60ကျော်နဲ့ပင့်လျောက်လို့ဖယားရှင်ကိုရောမြတ်ကတနေ့တယူဇနာကြတယူဇနာကြနဲ့ယူဇနာ60ရက်ပေါင်း60ကြွားမြန်ပြီးသွားလိုက်တာကပ်ပြီလားဘွေကျငန်းဆက်ရောက်တယ်ဆိုရင်ပဲသုတ်တော်ဒနာမင်းကြီးနဲ့ဆွေတော်8000မျိုးတော်ပေါင်းတို့ကဖယားရှင်ကိုထွက်ပြီးဖူးမြော်ရတော်ရရာမိဖုရားကတော့ငါသည်မောင်ဖယားရဲ့အပေါ်မှာဘဝတွေကပါရမီတော်တွေဖြည့်ခဲ့ရငါဖြည့်ခဲ့တဲ့ပါရမီတွေငါထားခဲ့တဲ့စေတနာတွေမောင်ဖယားသိရင်တော့သူကိုယ်တိုင်အဆောင်နှံကြွားမြန်းလို့လာလိမ့်မယ်လို့ဆိုပြီးရတော်ရရာမိဖုရားကအဆောင်တွင်းကမထွက်တော့ပါဘူးဒီအကြောင်းကိုလည်းပဲဖယားရှင်ကိုတော်မြတ်ကသိရှိတော်မူလို့နောက်တနေ့ဆွမ်းငန်းဝင်းနဲ့အချိန်ခါကြမှာရတော်ရရာရဲ့အဆောင်နှံသွားပြီးအဖူးမြောခန်းတော့ရတော်ရမိဖုရားကဖယားရှင်ရဲ့ခြေပမိုးအစုံပေါ်မှာနှဘူးဆန်းစာတင်းပြီးတော့မျက်ရည်ရွှဲရွှဲနဲ့ငိုဝဲနေရှင်ဒီတော့မှဖယားရှင်ကိုတော်မြတ်ကအတိတ်ကိုဆောင်ပြီးသာနာဂိဏီဇတ်တော်ဟောကြားပြီးကျောင်းတော်ပြန်ကြွသွားတော့ရတော်ရမိဖုရားကသားတော်ရာဟုလာလေးအားခေါ်ပြီးချစ်သားရာဟုလာမောက်ဖဖယားသိတ္တထမင်းသားဘာဝနဲ့တောထွက်တဲ့အချိန်ခါတုန်းကနန်းတွင်းမှာရွှေအိုးကြီးလေးလုံးပျောက်ဆုံးသွားတယ်ဖခင်မွေဆိုတာသားရရိုဓမ္မရာမို့သားတော်ရာဟုလာမောက်ဖဖယားထံအမွေတောင်းကြီးပါကွယ်လို့ခိုင်းစီချက်အရာရာဟုလာသားတော်လေးကဖယားရှင်သင်္ကန်းကဆွဲပြီးပါသွားကျောင်းတော်သို့ရောက်တယ်ဆိုရင်ပဲဖယားရှင်ကိုတော်မြတ်ကရာဟုလာသားတော်ကလေးအားလောကီအမွေပေးရင်တန်တရာတွင်တင်မိုးမီစိုးသည့်အတွက်လောကီအမွေမပေးပါပဲနဲ့လောကုတ္တရာမွေဖြစ်တဲ့ရှင်ပြုပေးလိုက်ညာမယောဖယားရှင်ကိုတော်မြတ်ကရာဟုလာသားတော်ရှင်ပြုပေးလိုက်ပြီဆိုတဲ့တရင်နန်းတော်မှာကြံရစ်ခဲ့တဲ့သုတ်တော်ဒနာမင်းကြီးကြားသိရတော့ည
မြေအတွက်ရတဲ့မအေးချီလို့မို့စံထားဒီကပီနာမို့လားမပြန်လာဒီနေ့ဒီလုံးရတယ်အမေမီလွာရရှာတယ်အောင်မလေးတကိုးပေါင်းဆန်းလိုက်တဲ့သားဒီရေနာနေပြပြီးမင်းတော့ထွက်တဲ့အချိန်ခါတော့မှထီမွေးနာမွေးဆက်ခန်းစောစမ်းမဲ့ထီညွန်နာရမြေတော်ရာဟုလာရှိတယ်လို့အားတင်ခဲ့ရတာပါအခုတော့မြေတော်ရာဟုလာလေးပါသာသနာပေါင်းတွင်ရောက်သွားတော့သုတ်တော်ဒနာမင်းကြီးမြေအတွက်ရရမအေးချီ၍ဖယားကြောင့်တော့အပြေးသွားပြီးဖယားရှင်ကိုလျှောက်ထားတော်မူလိုက်တာကမှန်လားပါအရှင်ဖယားနောက်ချိန်ခါမှာအမိအဖများအဖိုးများဖွားများကတော်မတူမကြည်ပြူတဲ့သားများမြေများအားရှင်ပြုတ်ဝင်မပေးပါနဲ့ဖယားလို့သုတ်တော်ဒနာမင်းကြီးရဲ့လျှောက်ထားခြင်းအရာဒီကနေ့မောင်တို့တွေရှင်ပြုတ်ဝင်ရအောင်မောင်တို့တွေရှင်သာမဏေဝခွင့်ရအောင်အဘတို့အမေကြီးတို့ရှင်ပြုခွင့်များပေးကြပါခမညာလို့တောင်းပန်ရင်ကြော့ရအောင်အမေကြီးပဲလှည့်ထားကြအေးအဘတို့အမေကြီးတို့ရဲ့ပေါ်မှာလည်းပဲကာယကံဝစီကံမနောကံပြစ်မှားမိလို့ပြစ်များရှိရင်အခြေပါလို့လက်ဆယ်ဆုံးထိတ်မှမို့ရှိခိုးကြော့တဲ့အခန်းရာဟုလားအမွေတောင်းလန်းဆက်လန်းကိုစွန်ညိုမှတ်တမ်းတင်လိုက်တာတို့ဖယားဒီတိုင်းကတိလာကြွချီတော်မူသည်ယတောနာနမဟာရီဝီသာရဝကနာစီကြီးအောင်ချမ်းသာရွှေပြည်ပိုင်ဆန်းဆိုရမည်မို့အိုးဖယားဖခင်ပေးပါတော့ဖယားအမွေတောင်းခိုင်းလိုက်ဒီကြော့ကြချီတော်မူသည်ယတောနာနောင်မဟာရီဝီသာရဝတ္တနာစင်ပြီးအောင်ချမ်းသာရွှေပြည်ပိုင်ဆောင်ဆိုရမည်မို့အိုးဖယားဖခင်ပေးပါတော့ဖယားအမွေတောင်းခိုင်းလိုက်သည်တို့ဖယားရှင်ကြွချီတော်မူရာ